ကဲအားလုံးပဲမင်္ဂလာပါအကောင့်ထဲမှာကျမ follower ထဲမှာပေါ့နော်ကျမလိုမျိုး coffee ချစ်သူတွေရှိလားကျမအခု coffee ဖြောတောက်ရင်းနဲ့ပေါ့နော် idea လေးတစ်ခုရလာလို့အဲ့ဒါကရင်စကားလေးပေါ့နော်ငါဒီလိုမှဝင်မြမယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင် coffee ကိုကြတော့ပေါ့နော်အနောက်ပိုကင်လို့က coffee လို့ပဲခေါ်တယ်နော် coffee သူကအနောက်ပိုကင်လို့မရှိဘူးဒီတိုင်းပဲ coffee လို့ပဲခေါ်တယ်နော်ကဲအဲ့ဒါဆိုရင်coffee တောက်ကြပါဦးအဲ့လိုမျိုးပြောချင်တယ်ဆိုရင်အနောက်ပိုကင်လို့ကခိုင်အောင် coffee လို့ခိုင်အောင် coffee လို့နော် coffee တောက်ကြပါဦးခိုင်အောင် coffee လို့ဆိုရင်coffee လာတောက်ကြပါဦးအောက် coffee လို့coffee တောက်ကြပါဦးအဲ့လိုမျိုးနော်နောက်တော့ခိုင်ပကလာ coffee တောက်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ခိုင်နော်လာပါ coffee တောက်မယ်ပကအောင် coffee ခိုင်ပကအောင် coffee ပကအောင်ဆိုတာကတောက်ကြမယ်ပေါ့နော်အောင်ဆိုတာကတောက်တာကိုပြောတာခိုင်ပကအောင် coffee เนาะဒါဆိုရင်လာငါတို့ coffee တောက်ကြမယ်ပေါ့နော်နောက်တော့နေ coffee တောက်အောင်မလားဆိုရင်နကအောင် coffee ရရနကအောင် coffee ဒိတ်ကเนาะနကအောင် coffee ဒိတ်ကနေ coffee တောက်အောင်မလား coffee ကတောက်လို့အရန်ကောင်းတယ်ဆိုရင် coffee နော်ပအောင်ဝီအားမလေး coffee နော်ပအောင်ဝီဆိုတာကကောင်းတာနော်ပအောင်ဝီအားမလေးဆိုတာကအရန်ပဲနော် coffee နော်ပအောင်ဝီအားမလေးကဲဟုတ်ပြီဒီနေ့ကျမ coffee ဖြောတောက်ရင်းနဲ့ပေါ့နော်ဒီ coffee နဲ့ပတ်သက်တဲ့ coffee တောက်တာနဲ့ပတ်သက်တဲ့စကားပြောတချို့ကိုဝေမျှမယ်ဆိုတဲ့ idea လေးရသွားလို့ဒီ video ကိုကောက်ခါငင်ငါနဲ့ထားရိုက်ပေးလိုက်တာပေါ့နော်ကဲအားလုံးလည်းအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်တကယ်လို့အကျိုးရှိတယ်ဆိုရင်ကျမရဲ့ video တွေကိုshare လုပ်ပေးသွားနော်ပြီးတော့လို့ရှိရင်အသေးလေးပေးခဲ့comment တွေလည်းရေးခဲ့ပေါ့နော်ကဲ Scott Star ကိုဒီကွာနေလို့